ဒါလေးကရှေ့ရမမဝပြထားတဲ့အတိုင်းအဲ့မမအတွက်ချုပ်ပေးဖြစ်တာလေးပါချီပွန်နှစ်ထပ်လေးပါလက်ကကြတာအတွင်းကလေးနဲ့အလှဖော်ပေးထားပါတယ်ရှေ့ရလေးကတော့စီကွန်လေးနဲ့ပါကဲရဲလှနေပြီးတော့ချစ်သေးရှိလိုက်တာ specially much this specially ထားခင်အဲ့လိုဖြစ်နေရင်လှတဲ့ဒုမမလေးစပေါ်ရဲ့ကရှေ့စီကွန်လေးနဲ့ဒီလီဘင်းကနော်ချစ်သေးရှိနဲ့လှပအောင်ဖန်တီးပေးထားပါတယ်ချုပ်ပေးထားပါတယ်ရှေ့ကပုံစံလေးကနှစ်ထပ်လေးပေါ့နော်လက်ကကြတော့တစ်ထပ်လေးချုပ်ပေးထားတာကဲဘလောက်လှနေနော်ချစ်သေးရှိလိုက်တာအပြာဆူဆူလေးဒီမှာနော်ခရစ်စတီလေးနဲ့ထုတ်သီးလေးနဲ့လှဖော်ပေးထားပါတယ်ကြည့်ရှုပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒါလေးကရှေ့ရမမဝပြထားတဲ့အတိုင်းအဲ့မမအတွက်ချုပ်ပေးဖြစ်တာလေးပါချီပွန်နှစ်ထပ်လေးပါလက်ကကြတာအတွင်းကလေးနဲ့အလှဖော်ပေးထားပါတယ်ရှေ့ရလေးကတော့စီကွန်လေးနဲ့ပါကဲရဲလှနေပြီးတော့ချစ်သေးရှိလိုက်တာ specially much this specially ထားခင်အဲ့လိုဖြစ်နေရင်လှတဲ့ဒုမမလေးစပေါ်ရဲ့ကရှေ့စီကွန်လေးနဲ့ဒီလီဘင်းကနော်ချစ်သေးရှိနဲ့လှပအောင်ဖန်တီးပေးထားပါတယ်ချုပ်ပေးထားပါတယ်ရှေ့ကပုံစံလေးကနှစ်ထပ်လေးပေါ့နော်လက်ကကြတော့တစ်ထပ်လေးချုပ်ပေးထားတာကဲဘလောက်လှနေနော်ချစ်သေးရှိလိုက်တာအပြာဆူဆူလေးဒီမှာနော်ခရစ်စတီလေးနဲ့ထုတ်သီးလေးနဲ့လှဖော်ပေးထားပါတယ်ကြည့်ရှုပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒါလေးကရှေ့ရမမဝပြထားတဲ့အတိုင်းအဲ့မမအတွက်ချုပ်ပေးဖြစ်တာလေးပါချီပွန်နှစ်ထပ်လေးပါလက်ကကြတာအတွင်းကလေးနဲ့အလှဖော်ပေးထားပါတယ်ရှေ့ရလေးကတော့စီကွန်လေးနဲ့ပါကဲရဲလှနေပြီးတော့ချစ်သေးရှိလိုက်တာ specially much this specially ထားခင်အဲ့လိုဖြစ်နေရင်လှတဲ့ဒုမမလေးစပေါ်ရဲ့ကရှေ့စီကွန်လေးနဲ့ဒီလီဘင်းကနော်ချစ်သေးရှိနဲ့လှပအောင်ဖန်တီးပေးထားပါတယ်ချုပ်ပေးထားပါတယ်ရှေ့ကပုံစံလေးကနှစ်ထပ်လေးပေါ့နော်လက်ကကြတော့တစ်ထပ်လေးချုပ်ပေးထားတာကဲဘလောက်လှနေနော်ချစ်သေးရှိလိုက်တာအပြာဆူဆူလေးဒီမှာနော်ခရစ်စတီလေးနဲ့ထုတ်သီးလေးနဲ့လှဖော်ပေးထားပါတယ်ကြည့်ရှုပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်